သမီးခိုင်းရတာစိတ်တိုင်းမကြလို့ဒါမှမဟုတ်ကိုယ်တိုင်လုံးနေတာ ခက်ပါလားမကြည့်ရဲ့ကံကောင်းလို့ရလာဒိုးရှင်သူကြီးဟာတခုဖြစ်မှစိုးရင်လုံးလို့ပါကွာ ကျုပ်လည်းအထူတူပါပဲတော့ဒီဖြစ်တာလို့လားလုံနေရတာအသက်ကြီးမှကိုယ်ရှိရတော့ဝေးရဖွားမှာလေရှင်တမမှာပဲ ဘာမှမစိုးရင်ဖရာတရားကများများလုပ်ပြီဟုတ်လား ကောင်းပါပြီတော့ကောင်းပါပြီ မကောင်းလုံးဝမကောင်းအမေနဲ့ထားတယ်လို့အခုလိုဆွဆွခံရတာ ဘာရဲကွယ်ဒီဘာပြောနေတာလို့ ဘာတွေပြောမှလဲအမေနဲ့တွေ့ဒီကိစ္စကိုပြောနေတာ ဟောဗျာသမီးဒီဖာရီတော့အဖေဘာမှနားမလဲဘူး မလေးတရောလုံးဒီလောက်အော်တောင်းနေဖြစ်နေတာတော့အဖေရောမသိဘူးလားအမေရောမကြောက်လားမလေးအမရဲ့တော့အသက်ကြီးမှရတဲ့ကိုဝင်းကလေကိုတန်းမောင်နဲ့ရတဲ့ကိုဝင်းမဟုတ်ဘူးတဲ့ကိုတန်းမောင်ကဒေါ်ကျဦးတဲ့အသက်ဆန်နေပုံကြီးတယ်လေမလေးအခက်ခက်လိုက်တာအခက်ပြေးလိုက်တာနော်ဒီမှာအမေရဲ့ကိုဝင်းကလေအဖေနဲ့ရတဲ့ကိုဝင်းမဟုတ်ရင်ကျွတ်နေနဲ့ရတဲ့ကိုဝင်းလားဟမ်ပြောစမ်းမအောင်မဟုတ်ဘူးသမီးမဟုတ်ဘူးအော်ဒါလည်းမဟုတ်တယ်အပါခတ်အမေကျွတ်နေကိုအလုံးထုတ်ချင်တော့မထုတ်ရင်သမီးရဲ့အလားကိုတွေ့ရပြီသမက် ကျမရှင်းလိုက်တော့ကလာမောရဲ့ကျမရှင်းလိုက်တာ ပေတတ်နိုင်မကြည့်ရဲ့လောကမှာအကြောင်းတရားကျူးတရားဆိုတာရှိတယ်ကံစားစရာကျိုးဆွဲအောင်မလို့ဒီကကြမှာပေါ့ ကျွတ်နေနဲ့တွေ့လို့အမြင်တော့ကျုပ်လည်းမချွေရမလဲကိုသားမဟမ်ဒီဟာဘာဝင်ကိုသားမဝဲမလေးရှင်းလိုက်တာတော့ ငုံနေပါလို့မကြည့်ရဲ့တို့တွန့်ဒီကိုအလုပ်ထုတ်လိုက်ကြတာပေါ့